ချင်းပြည်နယ်မနောမြေကစစ်ပေးတံခံနေရတဲ့မိဘပြည်သူတွေအတွက်အဆိုတော်လင်းလင်းချစ်သူဝေခါရာမတ်ဂျေဆန်တို့ပါဝင်ဖျော်ဖြေခဲ့တဲ့ခကပူလန်ဂီတရပုံငွေပွဲကြီးဟာအမေရိကန်နိုင်ငံတက်ဆက်မြို့မှာဇူလိုင်လ4 ရက်နေ့ကအောင်မြင်ကျင်းပပြီးစီးသွားခဲ့ပါပြီ။ဒီပွဲဟာစစ်ပေးဆောင်ပြည်သူတွေကိုတစ်ဖက်တစ်လမ်းကနေကူညီပံ့ပိုးပေးနိုင်ဖို့ရည်ရွယ်ထားတာလို့ခကပူလန်နဝက်စာမျက်နှာကတဆင်သိရပါတယ်။လင်းလင်းချစ်သူဝေခါရာမတ်ဂျေဆန်တို့အပြင်အခြားဒေသရှင်တွေလည်းဖျော်ဖြေတင်ဆက်သွားခဲ့ကြပါတယ်။တေဟီတာမဖျော်ဖြေခင်အဆိုတော်လင်းလင်းကအခုလိုတိုင်းရင်းသားတွေကိုတောင်းပန်စကားဆိုခဲ့ပါတယ်။အဲ့စကားတွေကပါလဲဆိုတော့ကျွန်တော်တို့အကျွေးရှိနေတာပေါ့နော်။တောင်းပန်ဖို့အကျွေးရှိနေတာတိုင်းသားညီကိုရောင်ရည်ညီနောင်မိသားစုတွေပတ်သက်ရပေါ့နော်။အဲ့ဒီဖျော်ဖြေပွဲရဲ့ပုံရိပ်တွေကိုလည်းအဆိုတော်ချစ်သူဝေကသူမရဲ့လူမှုကွန်ရက်မှာမျှဝေထားပါသေးတယ်။ဒီပွဲကြီးမှာတော်လန်တန်ချက်တွေရောင်နီတေးဂီတအစီအစဉ်တွေအပြင်အဆိုတော်လင်းလင်းတီးခတ်ခဲ့တဲ့ဂီတကိုရန်ပုံငွေလေးလံတင်ခဲ့ပါတယ်။လေးလံအောင်သူအတွက်ကိုလင်းလင်းကအမှတ်တရလက်မှတ်ရေးထိုးချီးမြှင့်ပေးခဲ့ပါတယ်။နောက်ထပ်လေးလံတွေကတော့အဆိုတော်လင်းလင်းရဲ့ Theater 21 Music Album နဲ့ကိုလင်းလင်းနဲ့မတ်ချစ်သူဝေတို့လက်မှတ်ရေးထိုးထားတဲ့ပေါ်ဝါတို့ပဲဖြစ်ပါတယ်။လေလံရရှိငွေတွေရဲ့ရန်ပုံငွေရရှိမှုအခြေအနေကိုမသိရှိရသေးပေမဲ့ကိုလင်းလင်းတို့ပြုလုပ်ခဲ့တဲ့ Hostan Family Multi Ethnic Concert ဖျော်ဖြေပွဲကနေရန်ပုံငွေဒေါ်လာ3000ကျော်ရရှိခဲ့သလိုရောင်နီထုံးပွဲတွေကနေဒေါ်လာ9သိန်းကျော်ရရှိခဲ့ပြီးပြည်တွင်းကလိုအပ်နေတဲ့နေရာတွေကိုထိထိရောက်ရောက်လှူဒန်းခဲ့ကြောင်းအသိပေးကြေညာထားပါတယ်ရှင်။